ပေါင်9 and 1 debate လုပ်မယ်တဲ့နော် TikTok မှာလုပ်မလား YouTube မှာလုပ်မလားနော်ကိုစီကိုပြောနေတာအဲ့လောက်ကျမကိုပါဇက်ထဲလီးဝင်သွားမယ်လို့ပါဟုတ်လာပြီးချင်းချောက်မနေနဲ့ဆဲမနေနဲ့အောက်တန်းသားမဆန်နဲ့နောက်ကတော့လိုင်းပေါ်ဟဲ့ငါတို့ကိုစီကတက်လာခဲ့ဟဲ့ကောင်မတက်လာခဲ့ဟဲ့ဖာတမတက်လာခဲ့နေဟုတ်တယ်ဆိုမှန်တယ်ဆိုရှင်းရမယ်တော့ဟုတ်တယ်ဆိုပြောရမယ်ဆိုလို့ရှိရင်အခုကျမမောင်က तू ကလည်းအုပ်စုလိုက်နေလေသူမှလည်းအုပ်စုတောင်းနေဟုတ်တယ်မလားတုံးတဲ့ခါရှုံးတယ်မြက်တဲ့ခါပြန်တယ်ဒါပေမဲ့စီးပွားဖြစ်ပါတယ်စီးပွားတော်တော်လေးဖြစ်ပါတယ်ရွှေတူးတဲ့အခါတူးတယ်ဆိုတော့နော်အဲ့ဒီဟိုတောရီတောင်ထဲမှာရှိတဲ့တစ်တွေလည်းထုတ်ရောင်းလို့ရတယ်ဆိုတဲ့အခါကျတော့အလားကိုအားကြလို့အဲ့လိုနေရာမျိုးမှာနေခြင်းလို့ ဟယ်လိုအားလုံးပဲမင်္ဂလာပါခင်ဗျာအခုတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့ဒါငစီနဲ့ပွဲဖြစ်ထားတဲ့အမျိုးသမီးတဦးရဲ့ဗီဒီယိုဖိုင်လေးပေါ့နော်ကျွန်တော်တို့အတူတူကြည့်လိုက်အောင်ဗျာနော်ဟို NCA လက်မှတ်ရေးထိုးတယ်ဗလားဒီ10နှစ်အတွင်းမှာ NCA 10နှစ်ပြည့်လေးထိုးလိုက်တဲ့အတွက်ကြောင့်မလို့ဒီ ERO တွေကစစ်တပ်နဲ့အဆင်ပြေသွားတဲ့အခါကျတော့ဟိုအစိုးရစီကလေလံနေယူတယ်ကျမတို့ဆိုလို့ရှိရင်ပေါ့နော်ကျမသမီးတွေဆိုလို့ရှိရင်ခဲမိုင်းတွေတူးတယ်စီးပွားဖြစ်တဲ့အခါဖြစ်တယ်ရှုံးတဲ့အခါရှုံးတယ်မြတ်တဲ့အခါမြတ်တယ်ဒါပေမဲ့စီးပွားဖြစ်ပါတယ်စီးပွားတော်တော်လေးဖြစ်ပါတယ်ရွှေတူးတဲ့အခါတူးတယ်ဆိုတော့နော်အဲ့ဒီဟိုတောရီတောင်ထဲမှာရှိတဲ့တစ်တွေလည်းထုတ်ရောင်းလို့ရတယ်ဆိုတဲ့အခါကျတော့အလားကိုအားကြလို့အဲ့လိုနေရာမျိုးမှာနေခြင်းလို့တော်လန်သွားတဲ့လူတွေလည်းတော်လန်ရေးတစ်ဖွဲ့တိဆောက်ထားတဲ့လူတွေလည်းရှိနေလောက်မယ်လို့ကျွန်မထင်တယ်ဖြစ်နိုင်ခြင်းများတယ်တချို့ကလေဒီဟိုပြည်သူအတွက်တော်လန်ရေးအောင်ခြင်းလို့တော်လန်ပေးတာမဟုတ်ဘဲနဲ့အဲ့လိုမျိုး ERO ကိုသဘောတွေကြပြီးတော့ဟိုနောက်ဆုံးစစ်ရှုံးသွားရင်တော့မှနောက်ဆုံးတော်လိုင်းရှုံးသွားတယ်မလားဘာမှမဖြစ်ဘူးတောထဲမှာပဲနေလိုက်မယ်ERO ဖြစ်သွားတဲ့ခါကျလို့ရှိရင် NCA လမ်းကြောင်းပေါ်ကိုခတ်တင်တဲ့ခါကျလို့ရှိရင်သူတို့ကအဲ့ကိုသွားမယ်သွားပြီးလို့ရှိရင်အရင် KNU တွေလောက်ခဲ့တယ်လို့မျိုး NCA လက်မှတ်တွေထိုးမယ်ထိုးပြီးတဲ့ခါကျလို့ရှိရင်စစ်တပ်ကတော်တော်အခွင့်အရေးပေးတာ NCA ထိုးတဲ့လူတွေကိုစစ်တပ်ကတော်တော်လေးအခွင့်အရေးပေးတယ်အဲ့ဒီတက်မတော်ထဲမှာရှိနေတဲ့စစ်သားတွေဘုံမူကြီးတောင်အဲ့လောက်ဒီ NCA ထိုးထားတဲ့လူတွေလောက်အခွင့်အရေးမရအောင်သူတို့တွေတောင်မနာလို့ပြန်ဖြစ်ရတယ်ဟလားကျွန်မပြောတာအမှန်နေပဲနော်အဲ့ဒီဘုံမူကြီးတွေစကားပါဇက်ဖျားတယ်မှာဆိုတိုင်းမှုတွေပါဇက်ဖျားတယ်မှာဆိုဟေး NCA ကောင်မိုက်တာထောတာဘလို့ဟောတို့မိုက်နေရောအဲ့လိုမျိုးသူတို့ကပို့ထောတယ် NCA တော်လိုင်းရေးဆုံးသွားရင်လည်းကိစ္စမရှိပါဘူးသူတို့တက်ကတော့ရပြီးတာလေနော်ဘာလို့ဆိုအဲ့လားကြောင့်ဆုံးသွားရင်လည်းဘာမှမဖြစ်ဘူးဟိုလက်မကြီးထိုးလိုက်ပြီဆိုတော့အဲ့ထဲမှာရှိတဲ့လေလံတွေတောက်ယူလို့ရတယ်ခဲမိုင်းဘယ်နှမိုင်းဆိုဘယ်နှမိုင်းအဲ့လိုဘယ်တော့မှမပေးရဘူးအစိုးရလေလံဈေးနှုန်းကနော်ရွှေတွင်းဆိုရွှေတွင်းအစိုးရစီလေလံဈေးနှုန်းဘယ်တော့မှမပေးရဘူးအဲ့ဒါနဲ့လုံသမားတွေရှာပြီးသူတို့အဲ့ဒါတွေကိုတူးစားရောင်းစားပေါ့အဲ့လိုမျိုးပေါ့ဆိုရသွင်းတဲ့ခါလဲသွင်းပေါ့တရုတ်ပြည်ပိုးတဲ့ခါလဲပို့ပေါ့ဆိုတော့အဲ့ဒီမှာနီးစက်သွားတဲ့ခါကျတော့သူတို့ကအဲ့လောက်မြင်လိုက်တဲ့ခါကျတော့တော်လိုင်းရေးကိုနိုင်အောင်မတိုက်ချင်တော့တော်လိုင်းရေးကိုနိုင်အောင်ဟိုတိတ်ပြီးတော့စိတ်ကူးစိတ်တမ်းမရှိတော့ရှုံးလိုက်စီကွာအဲ့လိုမျိုးပေါ့ဟိုတစ်ဆိုလဲအဲ့လိုထုတ်ရောင်းလို့ရတယ်အဲ့လိုမျိုးခဲမိုင်းဆိုလဲအဲ့လိုမျိုးရတယ်ရွှေရင်းဆိုလဲရတယ်မပြောလို့ရှိရင်ဟိုမှာဗာလဲမြေရှားဆိုလဲရမယ်ဆိုတော့မြင်သွားပြီမြင်သွားတဲ့ခါကျတော့သူတို့ကအိုက်လန်းကိုကျင်းစီပေါက်ရွေးချင်မယ်လို့ကျွန်မထင်တယ်မှားလို့ရှိရင်လည်းကျွန်မကိုပြန်ပြောလာမှားရင်လည်းကျွန်မကိုဆဲသွားမှန်တယ်ထင်လို့ရှိရင်လည်းကျွန်မဟိုကဖြစ်လာခဲ့အဲ့လိုမျိုးကျွန်မစိတ်မဆိုးဒါကျွန်မဝေဖန်စားပေါင်းမြင်သွားတာကိုဗျာနော်ကျွန်မတို့ ERO ရှိတဲ့အတွက်ဝေဖန်ကြည့်တာကျွန်မတို့မချမ်းသာပါဘူးအရင်တော့ကျွန်မသမီးတွေကပြေးလေတယ်ဒါပေမဲ့အခုကတော့ဒီနေဦးဒေါ်လာရေးမှာပဲကျွန်မအရှိရလိုက်မှာပြောသလိုမျိုးပေါ့စစ်တပ်ကလည်းဖိအားပေး PDF ကဖိအားပေးနေကုန်ပြီကျွန်တော်တို့တွေလည်းဘာမှလှုပ်ရှားကြရအလုပ်တွေမရှိတော့ဘူးဘာလို့ဆိုအကုန်လုံးမြင်သွားကြပြီလေဒီဒေါ်လာရေးသမားတွေအကုန်လုံးမြင်သွားကြပြီဒီတက်တွေတော့ရောက်သွားပြီဆိုတော့နော်ဒီ ERO တက်တွေကိုသူတို့ကစစ်တင်နှံသွားတင်နေခလုံးငွေနေပေးလိုက်တယ်ဆိုတော့ ERO ရဲ့စီးပွားရေးတွေကဘာတွေလဲဆိုတော့သူတို့အကုန်လုံးမြင်သွားပြီအဲ့ဒါမျိုးကျွန်မဒါဝေဖန်ထောက်ပြခြင်းပြောဝေဖန်ထောက်ပြခြင်းဝေဖန်ထောက်ပြခြင်းဖြစ်တယ်တချို့ကကြတော့လေတချို့လမ်းကြောင်းကကြတော့တတိယနိုင်ငံသွားခြင်းတဲ့လမ်းကြောင်းတချို့လမ်းကြောင်းကကြတော့အဲ့မှာလမ်းကြောင်းတွေကွဲထွက်သွားတာဒီတော်လန်ရေးမှာလမ်းကြောင်းတွေခွဲထွက်သွားတာတကယ်အမှန်ကန်တော်လန်တဲ့လူတွေရှိတယ်တော်ထဲမှာတကယ်ဒုက္ခရောက်နေတဲ့လူတွေရှိတယ်ကျမပြောသလိုပေါ့ကျမတို့ညီမတွေစပြီးတော်လန်ရေးလုပ်ထေးရဘယ်သူမှကူမဲ့သူမရှိဘူးတကယ်တော်လန်ရေးလုပ်မဲ့အစ်စ်တွေကအဲ့လိုမျိုးအဲ့လောက်ကျမဒါအခုဒါချပြတာကျမချပြတာနော်တကယ်တော်လန်တွေရဲ့အမှစပားတွေစိုက်နော်အမှတကယ်တော်လန်တွေရဲ့လူတွေရှိတယ်နော်အမှအန်ယူဂျီကသူ့လက်အောက်ဝင်ဆိုလက်နက်တွေပြန်သိမ်းနော်အပင်တွေစိုက်စားပြီးတော့တကယ်ဒုက္ခခံပြီးတော်ထဲမှာသွားနေပြီးတော်လန်တွေရဲ့လူတွေရှိတယ်အဲ့ဒါကျမချပြလို့မရဘူးဒါကျမပြောပြသွားတာနော်
တရားနိုင်ငံတော်ကိုအယူသွချင်းနေတဲ့တွားကျင်လို့တော်လိုင်းကြီးကိုဗန်းပြပြီးတွားရလူတွေလည်းရှိတချို့တွေကြတော့လည်းဘလို့ပြောရသေးတာဟာတော်လိုင်းကြီးကိုလှုပ်လိုက်တာအင်အားစီးစိမ်ကုန်သွားတယ်ကျမတို့ပြန်တစ်ခါမှမညီဘူးနော်တော်လိုင်းကြီးလှုပ်လိုက်တာအင်အားစီးစိမ်ကုန်သွားတယ်တော်လိုင်းကြီးမှာကျွန်တော်တို့ကဘာကျွန်တော်တို့ကဟိုဟာဆိုတော့အဲ့ဒါကျွန်တော်တို့ဘာလို့တော်လိုင်းကြီးလှုပ်ပြီးလိုက်ကြွားနေရလားချက်ပြပြလားတော်လိုင်းကြီးလှုပ်ပြီးလိုက်ကြွားနေရလားဒါပေမဲ့အဲ့လိုမျိုးဖြစ်သွားတဲ့လူတွေတနာဖို့ကောင်းတယ်အဲ့လိုမျိုးဖြစ်သွားတဲ့လူတွေစီးစိမ်နဲ့ကုန်တယ်ကိုလက်အင်္ဂါလည်းချုပ်ရင်းသွားတယ်ဆိုလို့ရှိရင်ဒါအန်ယူဂျီမှာတာဝန်ရှိတယ်ကဲဒီအမျိုးသမီးပဲငစီကိုစိန်ခေါ်ထားတဲ့ဗီဒီယိုတစ်ပုဒ်ကိုတူတူကြည့်အောင်ဗျာနော်ကျမမောင်နိုင်အန်နဝါကဒီဘိတ်လုပ်ပေးမယ်ကိုစီတို့အုပ်စုကိုစီတို့ကျမတို့ဒီဘိတ်လုပ်ဖို့စိန်ခေါ်တယ်မလားမနေ့တုန်းကခဏကတော့ကလည်းကိုစီ live လွှင့်နေတဲ့အချိန်မှာကျမလည်း live လွှင့်နေရယ် live ညွှင့်တော့ကျမမောင်ကသွားရေးတယ်အဲ့မှာကိုစီရဲ့ဟိုမှာနော်စကားတက်ပြောဖို့တော့လုပ်တယ်ဘလော့ပလိုက်တယ်အဲ့အတွက်ကြောင့်မလို့လူစုံတက်ဆောင်ဒီဘိတ်လုပ်ကြမလားကျမပြောနေတာ YouTube ကိုမခေါ်နဲ့တဲ့နော် YouTube မှာကြည့်ရှုသူနဲတယ်နော် TikTok မှာကျတော့ကြည့်ရှုသူများတယ်နော်မြန်မာတွေကြည့်ရှုသူများတယ် TikTok မှာကျတော့ Facebook မှာဆိုလည်းရတယ်ကျမမောင်ပြောနေတာကျမမောင်နိုင်အန်နဝါဒီဘိတ်လုပ်မယ်တဲ့နော် TikTok မှာလုပ်မလား YouTube မှာလုပ်မလားနော်ကိုစီကိုပြောနေတာအဲ့လောက်ကျမကိုပါဇက်ထဲလီးဝင်သွားမယ်လို့ပါအောင်လာပြီးချင်းချောက်မနေနဲ့ဆဲမနေနဲ့အောက်တန်းသားမဆန်နဲ့ဘယ်လိုဖြစ်လို့အောက်တန်းသားကြီးလိုက်ဆန်နေတာတော့ဘယ်လိုဖြစ်လို့အောက်တန်းသားကြီးလိုက်ဆန်နေတာတော့အခုကျမတို့ကဒီဘိတ်လုပ်မယ်လို့ပြောတယ်လေကျမပြောပြီးသွားပြီဒီတော်လိုင်းရေးဖြူစင်ရလားဒီတော်လိုင်းရေးမှန်ကန်ရလားကောင်းချင်းမဆိုင်ရေးဖြစ်မှာပေါ့ခွေးစီကအဲ့မှာဒီဘိတ်လုပ်ကြမယ်လေကျမကိုတွေအားရင်တော့ပိုင်းပါပါဒါမှကျမကိုတွေဒီလောက်ဟိုစိတ်ဝင်စားဘူးဒီတေးကိုလေးတွေကိုအဲ့တော့ကျမမောင်ကတော့ကျမကိုထီးလို့နားတယ်နားလို့လည်းခုနကတော့တက်ပြောတာသူတို့ကဘလော့လိုက်တယ်သူတို့ကအမဝင်ပြောမခံဘူးလုံးမယ်ဒီဘိတ်ပြန်လုံးမယ်ဒီဘိတ်ဆောင်းလိုက်မှရတယ်ဗျာနော်တက်လာဦးဆိုရင်မနှက်ပြောင်ပချင်းအားလေကျမတို့နဲ့ချင်းရမယ်ဒီဘိတ်လုံးပေးမယ်ဒီဘိတ်အရင်လုံးချင်တယ်မလားဒီဘိတ်လုပ်ပေးမယ်ကိုစီကမနက်ကတော့ကသူကကျမနဲ့သူနှစ်ယောက်တည်းဒီဘိတ်လုပ်ပြီးတော့စကားတွေပြောချင်တယ်လို့သူကပြောတယ်မလားနောက်ကနက်ကတော့လိုင်းပေါ်ဟဲ့ငါတို့ကိုစီကတက်လာခဲ့ဟဲ့ကောင်မတက်လာခဲ့ဟဲ့ဖာတမတက်လာခဲ့နေဟုတ်တယ်ဆိုမှန်တယ်ဆိုရှင်းရမယ်ဟုတ်တယ်ဆိုပြောရမယ်ဆိုလို့ရှိရင်အခုကျမမောင်ကသူကလည်းအုပ်စုလိုက်နေလေသူမှလည်းအုပ်စုတောင်းနေဟုတ်တယ်မလားကျမကခုနကတယောက်တည်းပဲရန်ဖြစ်နေရနေကင်းကလည်းရောက်တယောက်တည်းပဲမနေ့ကလည်းတယောက်တည်းပဲအခုတနေ့ကုန်လည်းကျမကတယောက်တည်းပဲသူနဲ့ကျမနဲ့ကအငင်းခုံတွေလုပ်နေရတာနော်အငင်းခုံတွေလုပ်နေရတာအဲ့တော့ तू ကဒီဘိတ်လုပ်ချင်တယ်လို့ပြောတဲ့အတွက်ကြောင့်မလို့ကျမရဲ့မောင်နိုင်အန်နဝါနော်ကျမရဲ့မောင်နိုင်အန်နဝါကျမရဲ့မောင်လေးနိုင်အန်နဝါနော်ဒီဘိတ်လုပ်မယ်သူနဲ့ကိုစီနဲ့ဒီဘိတ်လုပ်မယ်ဘယ်ချိန်လုပ်ရမလဲလုံးမဲ့ချိန်ကိုအတိအကျပြောပါနော်ကိုစီတို့ဘက်ကလုံးမဲ့ချိန်ကိုအတိအကျပြောပါခေါင်းစဉ်ကတော့ဒီတော်လန်ရေးရိုးသားမှုရှိရလားဖြူစင်မှုရှိရလားနော်အဲ့နောက်ကမှကျတော့တိုင်းပြည်နဲ့လူမျိုးအပေါ်ပြည်သူလူထုအပေါ်တကယ်စေတနာမေတ္တာထားတဲ့တော်လန်ရေးလားတကယ်ဖြူစင်တဲ့မေတ္တာတရားလားမေတ္တာတရားနဲ့တော်လန်ရေးလားအဲ့ဒီခေါင်းစဉ်နဲ့ဒီဘိတ်လောက်ပါမယ်ကျမမောင်နိုင်အန်နဝါကိုစီနဲ့ဒီဘိတ်လောက်မယ်ကိုစားဒါပေမဲ့ကျမလည်းပါမယ်ကျမကိုစားသူတို့ကခုနကကျမတို့ကိုခေါ်ပြီးဆဲနေရမလားဟဲ့တက်လာဆိုပြီးသူတို့လူအုပ်စုနဲ့လေယောက်ျားတွေကြီးပဲသူတို့အုပ်စုယောက်ျားတွေကြီးပဲကျမတို့စိန်နေခေါ်နေရကျမတယောက်တည်းကိုသူတို့ကယောက်ျားတွေကြီးပဲတယောက်တည်းကစိန်နေခေါ်နေရဆိုတော့အတွက်ကြောင့်မလို့အခုကျမဘက်ကကျမမောင်ပါလာပြီနော်ကျမမောင်ပါလာပြီနော်ကျမအကိုတွေအားလို့ရှိရင်လည်းအဲ့ဒီဘိတ်ကိုဝင်လာလိမ့်မယ်ကျမအကိုတွေလည်းပါလာမယ်ကျမမောင်လေးလည်းပါလာမယ်ကျမမောင်လေးလည်းပါမယ်ကျမမောင်လေးနိုင်အန်နဝါနော်ဒီလိုဆိုတော့နိုင်အန်နဝါနဲ့ဒီဘိတ်လုံးမယ်ဖြူစင်မှုရှိလားမရှိလားတော့မသိဘူးလင်းတို့ကတော့တိုက်ဆောက်သွားတယ်ခေါင်းစဉ်ကတော့ဒီတော်လန်ရေးရိုးသားရဲ့လားဖြူစင်ရဲ့လားနော်နိုင်ငံနဲ့ပြည်သူအပေါ်ကိုစေတနာတကယ်ထားရဲ့လားဆိုတဲ့ခေါင်းစဉ်နဲ့လုံးမယ်နိုင်အန်နဝါနဲ့လုံးမယ်နော်နိုင်အန်နဝါနဲ့ကိုစီနဲ့လုံးမယ်ဒီဘိတ်လုံးမယ်အဲ့မှာကျမလည်းပါမယ်ကျမအကိုတွေအားရင်လည်းပါမယ်နော်အဲ့တော့ကိုစီတို့ဘက်ကလူဦးရေတောင်းတယ်လေကိုစီတို့ဘက်ကယောက်ျားတွေကြီးပဲကျမတယောက်တည်းမိန်းမတယောက်ကိုစိန်နေခေါ်ပြီးအဲ့လိုမျိုးတွေပြောနေတယ်ဆဲနေတယ်နော်စိန်နေခေါ်တယ်ဆဲတဲ့ခါတော့ကြတော့အခုတရားမျှတမှုနဲ့ပဲသွားမယ်နော်မမှန်ကန်တဲ့လမ်းကြောင်းပေါ်ကပဲသွားမယ်မှန်ကန်တဲ့လမ်းကြောင်းပေါ်ပဲသွားမယ်အမပြည်သူတွေလာပြီးနားထောင်လို့ရပါတယ်ရှင်ဟုတ်ကဲ့ပါခင်ဗျကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပဲပေါ့နော်ကျွန်တော်နောက်ဗီဒီယိုကြမှာပြန်တွေ့ကြတော့ပါခင်ဗျ